နိုင်ငံက traditional round မှာကြတော့ရှင်စောဖို့ဘုရင်မရဲ့စစ်ထွက်တဲ့ဝတ်စုံဝတ်ဆင်ခဲ့တာပေါ့နော်အဲ့ဒီအချိန်မှာစစ်ရေးပြတဲ့ဘုရင်မတယောက်ရဲ့ဒါကိုနဲ့အတူတူစစ်ထွက်တိုက်မဲ့သူတွေအကုန်လုံးကိုအားနဲ့မှန်နဲ့ပေါ့နော်ဒါစိတ်အားထက်သန်လာအောင်လုပ်ပြရတဲ့performance မျိုးကိုလုပ်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျမတို့ရှောင်းလိုက်တဲ့မှာပေါင်းရှင်းပြရတာဟာဆိုရင်တော့အားနံပါတ်5ခဲမဝေးစုစုပိုင်ဖြစ်ပါတယ်ရှင်းဆုံးမှုဘုရင်မဟာအနောက်နိုင်ငံရဲ့ရွှေပြည်ကိုဖန်တီးခဲ့တဲ့အထင်ရှားဆုံးဘုရင်မတစ်ပါးဖြစ်ပါတယ်ဒီကနေ့မှာခဲမဝေးဝတ်ဆင်ထားတဲ့ဝတ်စုံကတော့ရှင်းဆုံးမှုဘုရင်မစစ်ချီထွက်ရမှာဝတ်ဆင်ခဲ့တဲ့စိတ်ရင်းမြဝတ်စုံကိုခြေခံပြီးဖန်တီးထားတာလည်းဖြစ်ပါတယ်ရှင်းဆုံးမှုဘုရင်မဟာမျိုးသမီးတယောက်ရဲ့အင်အားဟာရုပ်ရည်အလားမှာမဟုတ်ပဲဉာဏ်ပညာတတ်တိနဲ့ခေါင်းဆောင်မှုတွေရှိကြောင်းသတ်သိပြခဲ့သူဖြစ်ပါတယ်။ဒါကြောင့်အသာဝရီရဲ့ဂုဏ်ယူဝယ်ဘုရင်မမျိုးသမီးတို့ရဲ့တတ်တိနဲ့ဂုဏ်သိက္ခာကိုကိုးစားပြုတဲ့ရှင်စောဖို့ဘုရင်မကိုဂုဏ်ပြုကဝိစင်တင်ဆက်ထားတာလေးဖြစ်ပါတယ်ရှင်။ပါဝင်ရှင်ပြကြတာဆိုရင်တော့ခါနံပါတ်9နေနဲ့ပြန်ခွဲဝင်စုစုပိုင်ဖြစ်ပါတယ်ဒီဝတ်ဆောင်ဝတ်ဆင်ပေးလိုက်တဲ့အချိန်မှာတော့ဘာပဲဖြစ်ဖြစ်စိတ်ထဲမှာကဘယင်မတစ်ပါးရဲ့ဝတ်ဆောင်ဝတ်လိုက်ရတဲ့အတွက်ခန္ဓာကိုယ်ရောစိတ်ကောနောက်တစ်ခုအတွေးတွေရောအကုန်လုံးကအစီးမျောတယ်နောက်ပွဲရဲ့အရှိန်နောက်တီးလုံးတန်နေနဲ့ကတကယ်ကိုမှအရန်ကိုပဲအဲ့ဒီရဲ့live တစ်ခုကိုချိန်သွားသလိုမျိုးခံစားရတယ်မျက်လုံး performance စိတ်တသားလေးကြာသွားတာကိုယ့်ကိုယ်တော့အရင်အံ့ဩမိပါတယ်အဲ့ဒီဘယင်မဝတ်ဆောင်ဝတ်လိုက်ရတဲ့အချိန်မှာအရန်အံ့ဩမိတယ်ကိုလည်းအဲ့လောက်တောင်မှchanges ဖြစ်သွားမယ်လို့တောင်မှမထင်ထားဘူးပေါ့နော်အဲ့ဒီအချိန်မှာအရန်မှန်ပါတယ်နောက်ပြီးတော့အကြည့်တွေနောက်ကိုလှုပ်တဲ့လှုပ်ရှားမှုတွေတိုင်းကဒီဝတ်ဆောင်ရဲ့အပေါ်မှာစီးမျောပြီးတော့ပဲသွားတာပေါ့နော်ကိုကတော့အရန်အံ့ဩမိပါတယ်မပြုံးတော့လို့
ကတော့မဆူဆူပိုင်းဖြစ်ပါတယ်ဒီနေ့ရရှိခဲ့တဲ့ဆုတွေကကြတော့winner crown ဆုရယ်နောက်တစ်ခုကကြတော့ best performance ဆုရယ်နောက်တစ်ခုကကြတော့ best cover ဆုရယ်ရရှိခဲ့တာဖြစ်ပါတယ်ရှင်စပိုင်းကကြတော့ဒီပြိုင်ပွဲကိုဝါသနာဘာလုံးလို့ဝင်ပြီးတော့မှပြိုင်တာပေါ့နော်နောက်တစ်ခုကကြတော့အမျိုးသမီးတယောက်အနေနဲ့ဘာလို့ဖြစ်ဒီအသက်အရွယ်ရောက်တဲ့အချိန်မှာကိုယ့်ရဲ့စီးပွားရှာရလဲစီးပွားရှာရဲကိုယ့်ရဲ့ဝါသနာကိုလည်းကိုလှုပ်ချင်တာလေးကိုလည်းလုပ်ရတာပေါ့နော်အဲ့ဒီအချိန်မှာကိုကပတ်စံရှာရတယ်စီးပွားရေးလုပ်နေရဆိုတော့မအားဘူးပင်ပန်းတယ်အဲ့တော့အဲ့ဒီအားတဲ့အချိန်အတွင်းမှာတော့ဒါမှမဟုတ်အလုပ်ချိန်တွေကဖဲ့ပြီးတော့မှစပိုင်းအကောင်းဆုံးပဲစူးစမ်းခဲ့တယ်ပြင်ဆင်ခဲ့တယ်ဘယ်လိုပြောရမလဲဆိုတော့ပင်ပန်းတာနဲ့ထိုက်တန်တဲ့ရလဒ်ကိုလည်းရရှိခဲ့ပါတယ်စပိုင်းကတော့အသက်36နှစ်ရှိတာရှိပါပြီနောက်တစ်ခုကကျတော့သမီးလေးတစ်ယောက်ရှိပါတယ်စင်ငယ်မာသားတွေဆိုလို့ရှိရင်လည်းဘာပဲဖြစ်ဖြစ်တော့ကိုကသူများတွေထက်ငါကတယောက်တည်းရက်တည်ရတာပင်ပန်းနေဆိုပြီးတော့မှစိတ်အားမငယ်ပါနဲ့နောက်တစ်ခုကကျတော့ဒီပျော်ရွှင်မှုလေးတွေဆိုတာဘယ်နေရာကနေပဲဖြစ်ဖြစ်စပိုင်းတော့ရရှိနိုင်ပါတယ်နောက်တစ်ခုကကျတော့ကိုယုံကြည်မှုရှိဖို့နောက်တစ်ခုကကျတော့ကိုဆက်မကြကြနေနိုင်ဖို့ဘဝမှာအောင်မြင်တယ်ဆိုတဲ့ရလဒ်တွေကိုရရှိဖို့ဘာပဲဖြစ်ဖြစ်တော့အခုလိုမျိုးပြိုင်ပွဲတွေနောက်ပြီးတော့အမျိုးသမီးတယောက်ရဲ့ဆွမ်းအားတွေကိုပြသပေးဖို့အတွက်အားလုံးပဲဒါလုပ်ကြည့်ကြပါလို့စပိုင်းကတော့တိုက်တွန်းချင်ပါတယ်စပိုင်းရဲ့ပြိုင်ပွဲအထိလာရောက်ပြီးတော့မှအားပေးကြတယ်เนาะစပိုင်းရဲ့အမာခံပရိသတ်တွေဒါမှမဟုတ်တငယ်ချင်းတွေလို့ပဲပြောလို့ရပါတယ်တငယ်ချင်းတွေမိတ်ဆွေတွေအကောင်းဆုံးစပိုင်းဘေးနားမှာဒါတပွဲပြီးတပွဲလာပြီးတော့မှဝင်းရံပေးကြတယ်ကျေးဇူးအများကြီးပဲတင်ရပါတယ်အခုလိုမျိုးပြိုင်ပွဲတွေဆိုတာကအားပေးတဲ့ပရိသတ်ရဲ့အတန်လက်ခုပ်တန်အားပေးတန်အရန်ကိုလိုအပ်ပါတယ်ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ်ပြိုင်ပွဲပြိုင်တဲ့လူတယောက်ရဲ့စိတ်ကအားပေးတဲ့လူပေါ်မှာအများကြီးပဲမူတည်ပါတယ်လို့ပြောချင်ပါတယ်ရှင်အဲ့တော့ကျေးဇူးအများကြီးပဲတင်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်